ရာသီပေါ်စာဖြစ်တဲ့ဒူးရင်သီးနဲ့တွဲမစားတဲ့အစားအသောက်များတင်နာဒူးရင်သီးဖန်တယောက်ဖြစ်မယ်ဆိုရင်ဒူးရင်သီးနဲ့အတူတူတပြားနဲ့တွဲဖက်မစားတဲ့အစားအသောက်တွေကိုလည်းသိထားသင့်တယ်နော်နံပါတ်1အရက်ဒူးရင်သီးမှာကျွဲဝစွာပါတဲ့ဆာဖာတက်ဟာအသေးမှာအရက်ကိုခြေဖြတ်တဲ့အခါသုံးဝင်တဲ့အန်ဇိုမ်တွေကိုပိတ်ပင်နိုင်တာကြောင့်အရက်နဲ့တွဲဖက်စားသုံးရင်ခနာကိုယ်ရဲ့အပူချိန်ကိုပုံမှန်ထက်မြင့်မားစေပြီးရင်တုန်ခြင်းမူးဝေအော့အန်ခြင်းခြေလက်များကရုံးရင်းဖြစ်ခြင်းတို့ဖြစ်ပွားနိုင်ပါတယ်နံပါတ်2ကော်ဖီနဲ့လက်ဖက်ရည်ဖော်ပြပါတောက်စရာတွေနဲ့တွဲစားရင်အာယုံကြောစနစ်ကိုပိုးလို့တက်ကြွစေပြီးရင်ပူခြင်းနှလုံးခုန်မမှန်ခြင်းအပြင်နှလုံးရောဂါခံရှိသူများအတွက်ပုံမဆိုးဝါးတဲ့ကျိုးဆက်များဖြစ်စေနိုင်ပါတယ်နံပါတ်3အမြုပ်ထတဲ့ဆိုဒါအေးများကိုလာကဲ့သို့ဂတ်ပါတဲ့အေးတွေကိုဒူးရင်သီးနဲ့တွဲစားရင်မအီမတာဖြစ်ပြီးအစာချေပြက်ခြင်းကိုလည်းအနှောက်အယှက်ပေးနိုင်ပါသေးတယ်နံပါတ်4ဂျင်းငရုတ်ကောင်းစက်တုံဖြူခဲ့တဲ့ပူပူဆက်ဆက်ဟင်းလျာများအပူများတဲ့အစားအစာတွေဖြစ်တာကြောင့်ဒူးရင်သီးနဲ့တူတူစားသုံးမိရင်အစာမကြေခြင်းချွေးထွက်များခြင်းကိုယ်တွင်းပူတက်ခြင်းကြောင့်ရင်တုန်မှုဝေခြင်းစသဖြင့်လက္ခဏာများခံစားရတတ်ပါတယ်။ဒီအချက်လေးတွေကိုမှတ်ထားပြီးဒူးရင်သီးနဲ့တွဲမစားဖြစ်ဖို့သတိထားပေးပါနော်။အစားအသောက်နဲ့ပတ်သက်တဲ့ဗဟုသုတနဲ့အသုံးဝင်တဲ့နည်းလမ်းတွေအတွက် Food Classroom Page လေးကို Like and Follow လုပ်ထားကြအောင်နော်။